မျက်လွှာလေးကိုချပြီးတော့တနခါလေးသွေးနေတဲ့ပုံလေးဖြစ်ချင်တဲ့အတွက်ကြောင့်မျက်လွှာလေးချထားတယ်ပြီးတော့ရင်ပါးပေါ်မှာတနခါပကွက်ကြားကြီးကြီးလေးနှစ်ခုကိုဆွဲပေးမှာဖြစ်ပါတယ်ပြီးတော့ရင်သူ့ရဲ့သုံးဆောင်ပစ္စည်းလေးလုံးမယ်နော်အခုဒီမှာဆိုရင်တော့ကြောက်ပြင်လေးစလုံးမှာဖြစ်ပါတယ်ကြောက်ပြင်လေးကဘီးနားလေးအနားသားလေးတွေကတွန့်လေးဆိုတော့အဲဒီတွန့်လေးတွေကိုspatula တူးလေးနဲ့ပုံဖော်ပေးနေရဖြစ်ပါတယ်ပြီးတော့ရင်တနခါသွေးထားတဲ့ပုံစံမျိုးလေးဖြစ်သွားအောင်လို့ acrylic အဝါရောင်လေးနဲ့ဆေးလေးတွေထည့်ပေးလိုက်ပါတယ်ဒါလေးကတော့တနခါလုံးလေးမှာလည်းတနခါလေးတွေပေးနေတဲ့ပုံစံလေးပေါ့နော်โอเคနောက်တစ်ခုဒီဟာလေးကတော့ကြည့်မှန်လေးဖြစ်ပါတယ်ဒီမှန်လေးမှာဖိုးကလေလုံးဝအသက်ဝင်နေအောင်လို့တကယ်ကြည့်မှန်ကိုဖြတ်ထားတာဖြစ်ပါတယ်တကယ်ကြည့်မှန်လေးကိုဒီအယုတ်လေးစိုင်းနဲ့ကွက်တိဖြစ်အောင်လို့ဖြတ်ထားပြီးတော့ဘီနာကနေပြီးတော့တစ်သားပောင်ပုံစံမျိုးလေးဖြစ်သွားအောင်လို့ပေါ်လီမာကလေးအညိုရောင်လေးနဲ့ပုံဖော်ပေးလိုက်ပါတယ်ရှင်မင်းကလေးမှန်ကြရမယ်လေဟုတ်တယ်မလားဒီတနခါသွင်းနေတဲ့မိမပြိုလေးလုပ်ပြီးဆိုတော့မှတော့ကြည့်မှန်လေးရတော့လုံးဝကိုမပါမဖြစ်ပါမှာပဲဖြစ်ပါတယ်